တောအုပ်ကြီးတဲ့ကရွာလေးတရွာမှာတိရစ္ဆာန်လေးတွေစုပေါင်းနေထိုင်ကြတယ်အခုတော့အဲ့ဒီတောအုပ်ထဲအထိတောင် Wi-Fi မိနေပြီဆိုတော့တိရစ္ဆာန်လေးတွေအားလုံးကလည်းဖုန်းကိုစီနဲ့ပေါ့ယုံလေးကလည်းဆယ်လီဖြစ်ချင်လို့ဆယ်ပီရိုက်လိုက်လမ်းပေါ်တင်လိုက်တော့ဆော့လိုက်နဲ့လုံနေတယ်မိကလေးကလည်းအောင်မြင်တဲ့ content creator ဖြစ်ချင်လို့ video editing ကိုစ조사ပန်းစားလုပ်နေတာပေါ့။တနေ့ယုံနဲ့လိတ်တို့လမ်းမှာပြေးကြတယ်။ တငယ်ချင်းနေကောင်းလား အေးကောင်းပါတယ်မင်းရောအဆင်ပြေလား ငါတို့အပြေးပြိုင်ပွဲလုပ်ရအောင်ငါအဖိုးကမင်းအဖိုးကိုရှုံးပေမဲ့ငါကတော့မရှုံးစေရဘူး အေးကောင်းပြီလေပြန်ကြတာပေါ့ ဖိုးယုံနဲ့ဖိုးလိတ်အပြေးပြိုင်ကြမယ်တဲ့ဟေး ဒီလိုနဲ့ယုံနဲ့လိတ်တို့ပြေးပြိုင်မဲ့အကြောင်း online တခွင်ပြေးစင်အောင်ပြန်သွားတော့တာပေါ့။ပြန်ခွဲနေမှာတောထဲမှာရှိတဲ့တိရစ္ဆာန်လေးတွေအားလုံးကတားစဉ်မြေဆက်ဖြစ်တဲ့မကြေပွဲကိုနာရောက်ဆက်ဆူကြတယ်။ပြန်ခွဲဝင်တဦးဖြစ်တဲ့မိကလေးဟာပြန်ခွင်းကိုအာမန်ပြေနဲ့ရောက်ရှိလာတယ်။ယုံလေးကလည်းဒါဟာတူဆယ်လီဖြစ်ဖို့မဟာခွင့်ရေးပဲလို့တွေကပြန်ခွဲကိုပစ္စည်းကိရိယာအစုံလေးနဲ့ရောက်ရှိလာပါတော့တယ်။ခိုင်လူကြီးကတော့ထုံးစံအတိုင်းဦးစီးခွက်ကြီးပဲပေါ့။ မကြခင်ပြေးပွဲစားတော့မှာမို့လို့ကျွန်တော်ကိုအားပေးကြပါဦးနော်ကဲပြိုင်ပွဲစမယ် 1 2 3 ပြန်ခွဲဆက်တာနဲ့ယုံနဲ့လိတ်တို့ဟာအကုံသုံးပြီးပြေးကြတာပေါ့ဒါပေမဲ့လမ်းတစ်ဝက်လည်းရောက်ရောယုံလေးကရက်လိုက်ပြီးဆယ်ဖီရိုက်လိုက်ဗီဒီယိုရိုက်လိုက်လုပ်နေတော့တယ်မိတ်ကလေးကတော့အဲ့လိုလုပ်เสียမလို့အောင်သူ့ပုံမှာဆယ်ဖီကင်မရာတက်ပြီးတာထွက်ကလေးကလိုက်ရွင်ပြီးလာတာပေါ့ဒီလိုနဲ့ဗီဒီယိုရိုက်တာဖို့ပဲအာယုံရောက်နေတဲ့ယုံလေးဟာသူ့အဖိုးရဲ့လမ်းစဉ်အတိုင်းမိတ်ကလေးကိုရှုံသွားပြန်တာပေါ့2026ခုနှစ်ရဲ့ယုံနဲ့လိတ်ပြန်ပွဲမှာလည်းမိတ်ကလေးပဲနိုင်သွားခဲ့တာပေါ့ကွယ် ပရိသတ်ကြီးရဲ့အားပေးမှုကြောင့်ကျွန်တော်နိုင်သွားပါပြီ အားလုံးကိုကျေးဇူးတင်ပါတယ်အနိုင်ရလို့ဂုဏ်ယူပါတယ်လိတ်ကလေးရေငါလည်းငါအဖိုးလို့ရှုံးသွားပြန်ပြီကွာ စိတ်မညစ်ပါနဲ့တငယ်ချင်းရာဒီပြိုင်ပွဲကျေးဇူးကြောင့်ငါတို့နှစ်ယောက်လုံးဆယ်လီဖြစ်သွားပြီလေ